အဲ့တော့ဒီချက်တွေကိုကိုဟာကိုလည်းတွက်ကြည့်လို့လည်းရပါတယ်ကိုဟာကိုဘယ်လိုတွက်မလဲဆိုငါသားသမီးကစာကျောင်းပြီးဖို့အတွက်ဘယ်နှစ်ကြံသေးလဲကျောင်းပြီးရင်ရောတက္ကသိုလ်ကဘယ်နှစ်တက်ရမှာလဲဆိုပါစို့ပုံမှန် government school မှာတက်နေတယ် private school မှာတက်နေတယ်ကလေးတယောက်ဒီ18နှစ်ရောက်မှတက္ကသိုလ်ဝင်တန်းကိုအောင်ပါမယ်18နှစ်ပြီးသွားတဲ့ခါကျရင်တက္ကသိုလ်ဘယ်တက္ကသိုလ်ပဲတက်အနည်းဆုံး4နှစ်တက်ရပါမယ်4နှစ်ပြီးဘွဲရမယ်ဘွဲရပြီးသွားရင်တော့ तू ကအလုပ်ရှာပဲပေါ့အလုပ်ရှာလို့ကံကောင်းထောက်မှသွားနဲ့အလုပ်ချက်ချင်းရတယ်လည်းဖြစ်မယ်တစ်နှစ်လောက်နေပြီးမှ तू ဒီ internship တွေပါဆင်းပြီးတော့မှအလုပ်သင်နေဖြစ်ပြီးမှဘွဲဒီအလုပ်ရတယ်ပေါ့နော်အလုပ်ရတဲ့အချိန်ကျရင်ပထမဆုံးလာတာရအဲ့ဒီအချိန်အထိမိဘတယောက်ကထောက်ပံ့ပေးရမယ်အဲ့တော့ဂျားထဲမှာအကျန်းသူ့အတွက်အကျန်းဖြင့်အသက်25လောက်ထိကျွန်တော်တို့ကထောက်ပံ့ပေးရပါတယ်ဒါအရင်ချိန်တွေလဲပါတာပေါ့25လောက်ကိုရောက်သွားတဲ့အချိန်ထိဆိုရင်ကျွန်တော်ဒီလက်ရှိကျွန်တော်ကလေးက10နှစ်ဆိုရင်နောက်ထပ်15နှစ်စာကျွန်တော်သူ့အတွက်ကာလအနေနဲ့တွက်ရပါတယ်တစ်နှစ်မှာပညာသင်စရိတ်350သုံးနေဆိုရင်15နှစ်ဆို3950 inflation နဲ့ထည့်တွက်ဦးမယ်ဆိုရင်ငွေကြေးဖောင်းပွားရနေဆိုရင်တော့1500 2000ကတော့ကလေးတယောက်တော့မဖြစ်မနေဘူးလိုပါတယ်